အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းဖော်ဖော်မှပြန်လည်ပြောတော့ကြိုဆိုပါတယ်ဒီနေ့မေလ14ရက်ဇာတာပတိနေ့ည7:30မှာရှင်မင်ကစားမဲ့ဗလင်စီယာဘလကာနိုဗလင်စီယာ level 50ကျော်နှလုံး90ကျော်အဆင့်73ဗလင်စီယာကတော့လက်ရှိကြီးကမှန်ရခဲ့တဲ့ပုံမှန်လည်းမရှိဘူးလက်ရှိမှာလည်းပဲအဆင့်73ရမှတ်42မှတ်နဲ့ဆိုတော့ဘာဖီးယားမှမရှိတော့ဘူးဘလကာနိုကတော့နောက်ဆုံး6ပွဲမှာတပွဲပဲရှုံးခဲ့တယ်ဘလကာနိုကကစားပုံမှာကြောတယ်သူတို့နှစ်သင်းနောက်ဆုံးတွေ့ဆုံမှု9ပွဲမှာတော့9ပွဲလုံးဂိုးအောက်ထားတယ်အခုဒီချိန်တွေ့ဆုံမှုမှာတော့ကိုဘော်လေးမလို့ယူဆတယ်ကိုဘော်ပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည7:00နာရီခွဲမှာရှင်မန်ကစားမဲ့ဂီရိုနာဆိုစီတဲ့ဂီရိုနာ level 90ကျော်3လုံးပေါင်း50ဂီရိုနာကတော့တန်းစင်စုံတက်ကလွတ်ဖို့ဒီနေ့ပွဲကိုအနိုင်ရဖို့အရေးကြီးတယ်ဂီရိုနာရဲ့နောက်ဆုံး9ပွဲမှာ9ပွဲလုံးနိုင်ပွဲမရခဲ့ဘူးခြေကြပဲရောက်နေတာဖြစ်တယ်ဒီနေ့ပွဲကိုအစွမ်းကုန်စူးစမ်းပြီးတော့နိုင်ပွဲရအောင်ယူလိုက်မယ်လို့ထင်တယ်ဆိုစီတက်ကတော့ဘာမှဖိအားမရှိတော့ဘူးအားဆိုင်ကမှမထင်ဘူးဆိုစီတဲ့နောက်ဆုံး9ပွဲမှာ3ပွဲတည်2ပွဲရှုံးထားတယ်3ပွဲကအပြန်လန်သွင်းကိုတွေများခဲ့တယ်ဂီရိုနာရဲ့တန်းစင်စုံရုံးအားကြောင့်အပြန်လန်ကိုတွေများပြီးတော့ဂီရိုနာနိုင်ပွဲရရှိလိမ့်မယ်လို့ယူဆတယ်ဂီရိုနာဘော်ဒီနဲ့ကိုဘော်ရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ညနေ9:00မှာရှင်မန်ကစားမဲ့ရဲမဲတဲ့အိုဘီတို့ရဲမဲတဲ့နှလုံးပေါင်း93လုံး40ကျော်ရဲမဲတဲ့ကတော့ဒီနေ့ရသည့်အတွက်ပြည်တွင်းအမှတ်ပေးလာလီဂါဖလားကပြီးဆုံးသွားပြီဖြစ်တယ်ဒါဆိုတော့ဒီနေ့ပွဲဟာရဲမဲတဲ့အတွက်ဘာမှမျှော်လင့်စရာမရှိတော့ဘူးကန်ချင်တို့ကန်လို့ရတယ်အိုဘီတို့ကလည်းပဲတန်းဆင်းသွားပြီဖြစ်တယ်သူလည်းပဲဒီနေ့ပွဲကိုနိုင်ရှုံရှုံရေးမပါတော့ဘူးနှစ်သင်းလုံးကန်ချင်တို့ကန်လှုပ်ချင်တို့လှုပ်ပြီးတော့ကိုဘော်သွားမလားလို့တွေးမိတယ်ကိုဘော်ပဲရွေးချယ်ပါတယ်အကြိုက်ချင်းမတွင်ဘက်ကမ်းပြီးတော့ကစားပါကျွန်တော်ညီကိုများတို့အကောင်းဆုံးဖြစ်နိုင်မဲ့ရက်လက်များကိုခမှန်ရွေးချယ်ပေးလိုက်ပါတယ်အားလုံးအဆင်ပြေကြပါစေ